နောက်ပိုင်းတွင်ဆီယာမကနောက်ဆုံးစာမှုပွဲရလဒ်များကိုကြေညာခဲ့သည်ယခုအချိန်တွင်ထိုမျိုးသမီးငယ်၏ပြိုင်ဘက်ကအဆင့်တရရှိသွားခဲ့သည်အတန်းပိုင်ဆီယာမကထိုမျိုးသမီးငယ်ထံလျှောက်လာပြီးကြောင်းမကြခဏပြက်ကွက်မှုကြောင့်ရမှတ်များကျဆင်းသွားရခြင်းပေါ်အပြစ်တင်စကားပြောခဲ့သည်အတန်းဖော်များကလည်းထိုမျိုးသားကအမျိုးသမီးငယ်ကိုလမ်းမသို့ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်းတိုးတိုးတိတ်တိတ်ပြောဆိုကြသည်ပြိုင်ဘက်ဖြစ်သူသည်သူမ၏အကွက်ဆင်မှုအောင်မြင်သွားပြီဟုယုံကြည်ကာရလဒ်အပေါ်အလွန်အမင်းကျေနပ်အားရနေခဲ့သည်သို့သောအမှန်စင်စစ်တွင်မူထိုမျိုးသမီးငယ်ကတမင်သက်သက်အမှတ်နည်းအောင်လုပ်ခဲ့ခြင်းသာဖြစ်သည်သူမသည်ပြိုင်ဘက်ကိုကောင်းကောင်းကလည်းစားချေရန်ထိုမျိုးသားကိုအသုံးချတော့မည်ဖြစ်သည်ကျောင်းဆင်းပြီးနောက်သူမကသူမ၏မွေးနေ့ကိုအတူတူဆင်နွှဲရန်ထိုမျိုးသားကိုဖိတ်ခေါ်ခဲ့သည်သူမ၏အစီအစဉ်မှာထိုမျိုးသားအားသူမကိုအမှန်တကယ်ချစ်မိသွားစေရန်နှင့်ပြိုင်ဘက်ဖြစ်သူ၏စိုးရိမ်ပူပန်မှုကိုစွပေးရန်ဖြစ်သည်နေ့ရက်တိုင်းအတူတူဖြတ်တန်းပြီးနောက်ထိုမျိုးသားသည်သူ၏မူလရေးစားကိုတဖြည်းဖြည်းမေ့လျော့သွားခဲ့သည်သူသည်ထိုမျိုးသမီးငယ်ကိုအမှန်တကယ်ချစ်မိသွားခဲ့သည်ပြိုင်ဘက်ဖြစ်သူသည်သူတို့နှစ်ဦးကြားကတိမ်မွေ့သောအပြောင်းလဲကိုရိပ်မိခဲ့သည်သူမသည်ထိုမျိုးသမီးငယ်ကိုထိုမျိုးသားနှင့်ဝေးဝေးတွင်နေရန်တတိပေးခြင်းခဲ့တော်လဲနောက်စာမေးပွဲတွင်ထိုမျိုးသမီးငယ်ကသူမထက်ပြန်လည်တာလွန်သွားမည်ကိုလည်းစိုးရိမ်နေမိသောကြောင့်လှည့်ထွက်သွားရုံမှတပါအခြားမတတ်နိုင်ခဲ့ပေတနေ့တွင်ထိုမျိုးသမီးငယ်ကြောင်းပြက်နေခိုက်ပြိုင်ဘက်ဖြစ်သူကထိုမျိုးသားနှင့်ပြန်လည်ရင်းနှီးခွင့်ရရန်အခွင့်အရေးယူလိုခဲ့သည်သို့သောထိုမျိုးသားကသူမ၏ချင်းကပ်မှုများကိုစိတ်ထဲမှနေ၍ရှောင်ဖယ်ခဲ့သည့်အကြောင်းမှာယခင်ကသူသည်အခြားမိန်းကလေးများနှင့်နှိစက်သည့်အခါတိုင်းထိုမျိုးသမီးငယ်ကစာဖတ်ခြင်းအပေါ်၌သာအာယုံအပြည့်အဝနစ်မြုပ်သွားတတ်သောကြောင့်ဖြစ်သည်တဖြည်းဖြည်းနှင့်သူသည်အခြားမိန်းကလေးများနှင့်ထိတွေ့ဆက်ဆံရခြင်းကိုတွန်းလှန်ရင်းဆန်လာခဲ့သည်ပြိုင်ဘက်ဖြစ်သူကဒေါသတကြီးဖြစ်ကာသူသည်ထိုမျိုးသမီးငယ်အပေါ်တကယ်ပဲစိတ်ပါသွားပြီလားဟုမေးခွန်းထုတ်ခဲ့သည်သူကမင်းအဆင့်တစ်ကိုဘယ်လိုရခဲ့လဲဆိုတာမမေးနဲ့အောင်အခုချိန်မှာငါ့ကိုလာပြီးမေးခွန်းထုတ်ဖို့မင်းမှာအခွင့်အရေးမရှိဘူးဟုပြန်လည်အော်ငေါက်ခဲ့သည်ပြိုင်ဘက်ဖြစ်သူသည်သူ၏အေးဆက်လာသောသဘောထားကြောင့်ရင်ခွဲမတက်ခံစားခဲ့ရသည်ထိုမျိုးသမီးငယ်သည်သူတို့၏ဆက်ဆံရေးတဖြည်းဖြည်းပြိုကွဲပျက်စီးသွားသည်ကိုစောင့်ကြည့်ရင်းအလုံးပင်ကျဉ်းနဲ့အားရနေခဲ့သည်သူမ၏ကလေးစားချေမှုသည်စတင်ယုံသာရှိသေးသည်